ုံတော့ကုန်ပြီအုံတော့ကုန်တယ်ဆိုပြီးတော့တော်တော်များပြောကြရပါတော့ကျွန်တော်ဒီနေ့အုံတော့ကုန်ပြီဗျာအဲ့ဒီစားနည်းတော့စားရဗျာခြေတော့တော့လွယ်မလို့တရားလောက်အုံတော့ကုန်တယ်အုံတော့ကုန်တဲ့နေရာမှာ blog တော့ပြောပါတော့အဲ creative blog ဖြစ်တဲ့ဟာကတလားလောက်ပြီးသွားလိုက်ရတာရှိတယ်လို့တနာရီနဲ့ပြီးသွားရရှိရတာခမရတော့ဘယ်လိုတော့မသိဘူးဗျာကျွန်တော်တော့ကတော့အဲ့လိုပဲ